ဒီနေ့တော့ Dead Game ဆိုတဲ့တောင်ကိုရီးယား series ကိုပြောပြပေးသွားမှာပါဇလန်ရဲ့အဓိကဇက်လိုက်ကတော့အလုတ်ကင်မရငွေကြေးပြဿနာတွေနဲ့ရုန်းကန်နေရတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။သူဟာနှစ်ပေါင်းများစွာအလုတ်မျိုးစုံလုပ်ပြီးစ조사ခဲ့ပေမဲ့အခြေအနေကမတိုးတက်ခဲ့ပါဘူး။သူ့ရဲ့အိမ်မက်ကတော့အိမ်တစ်လုံးဝယ်မယ်၊ကားတစ်စီးဝယ်မယ်၊ချစ်ရတဲ့ကောင်မလေးနဲ့လက်ထပ်မယ်ဆိုတာပါ။ဒါပေမဲ့ကန်ဆိုးမှုတွေကတစ်ခုပြီးတစ်ခုရောက်လာပါတော့တယ်။အလုတ်အင်တာဗျူးလည်းမအောင်စုထားတဲ့ငွေကိုလည်းအတိတယောက်ကလှည့်စားယူသွားပါတယ်။ကိုချစ်သူအတွက်ဝင်ထုတ်ဝင်ပိုးလို့ထင်လာတဲ့အတွက်သူမကိုလည်းလမ်းခွဲလိုက်ပြီးနောက်ဆုံးမှာတော့ဘဝကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တေဆုံးပြီးနောက်မှာတော့သူဟာယမမင်းနဲ့တွေ့ဆုံရပါတယ်။တေချင်းကိုအထင်သေးခဲ့တဲ့အတွက်ပြစ်ဒဏ်အနေနဲ့လူ12ယောက်ရဲ့ခန္ဓာကိုယ်ထဲကိုအလှည့်ကျဝင်ရောက်အသက်ရှင်ရမယ့်ဂိမ်းကိုကစားရပါတော့တယ်။ခန္ဓာကိုယ်တစ်ခုစီမှာတေဆုံးဖို့အန္တရာယ်ရှိနေပြီးအသက်ရှင်နိုင်မှအဲ့ဒီဘဝကိုဆက်လက်ရရှိမှာဖြစ်ပါတယ်။ပထမဆုံးသူဝင်ရောက်ရတဲ့ခန္ဓာကိုယ်ကချမ်းသာတဲ့တထေးသားတစ်ယောက်ပါဒါပေမဲ့အမွေဆက်ခံရေးပြဿနာကြောင့်အကိုဖြစ်သူရဲ့လောက်ကျန်တပ်ဖြတ်မှုကိုခံရပြီးမကြခင်သေဆုံးသွားပါတယ်ဒုတိယဘဝမှာတော့အန်ဒီရဲ့ပြင်းတဲ့အားကစားသမားတစ်ယောက်ဖြစ်လာပေမဲ့ပြိုင်ပွဲအတွင်းမတော်တဆမှုကြောင့်အသက်ဆုံးရှုံးရပြန်ပါတယ်တတိယဘဝကတော့ကျောင်းမှာအနိုင်ကျင့်ခံနေရတဲ့အထက်တန်းကျောင်းသားတစ်ယောက်ပါဒီတစ်ခါတော့ဇက်လိုက်ကရဲရဲဝံ့ဝံ့ပြန်လည်ခုခံပြီးဘဝကိုပြောင်းလဲဖို့စ조사ပေမဲ့နောက်ဆုံးမှာရန်ညိုးထားတဲ့ចောင်းသားတွေရဲ့လက်ချက်နဲ့ထပ်မံတေဆုံးရပြန်ပါတယ်။အဲ့ဒီနောက်မာဖီးယားအကျဉ်းသားကလေးငယ်နာမည်ကြီးတရုတ်ဆောင်လူသက်သမားရဲအရာရှိတောင်းစားသူစတဲ့ဘဝအမျိုးမျိုးကိုအလှည့်ကျဖြတ်တန်းရပါတယ်။ဘဝတိုင်းမှာနာကျင်မှုတစ္ဆာဖောက်ခံရမှုဆုံးရှုံးမှုနဲ့မတရားမှုတွေကိုခံစားရပါတယ်။ဒီခရီးစဉ်အတွင်းမှာလူသက်မှုတွေရဲ့နောက်ွယ်ကတရားခံအစ်စ်ဟာချမ်းသာပြီးအာဏာရှိတဲ့ကုမ္ပဏီဥက္ကဋ္ဌတယောက်ဖြစ်နေတယ်ဆိုတာကိုသိလာပါတယ်။သူဟာအမွေကိုလိုချင်လို့ညီဖြစ်သူကိုတတ်ခဲ့တယ်လို့မတော်တဆရင်တိုက်မှုတွေလည်းလုပ်ခဲ့ပြီးတခြားသူတွေကိုအပြစ်ခံခိုင်းခဲ့ပါတယ်။ဇက်လိုက်ကရဲအရာရှိရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်တဲ့အချိန်မှာအရင်ဘဝတွေကအချက်အလက်တွေကိုပေါင်းစည်းပြီးတရားခံရဲ့အပြစ်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လူဆိုးဟာသူ့လုပ်ရက်တွေအတွက်အပြစ်ပေးခံရပြီးအာဏာနဲ့ငွေကြေးရှိတိုင်းအပြစ်ကနေလွတ်မြောက်လို့မရဘူးဆိုတာကိုပြသသွားပါတယ်။ဒါပေမဲ့ဇက်လိုက်ကတော့သူဝင်ရောက်ခဲ့တဲ့ခန္ဓာကိုယ်တိုင်းကိုမကယ်တင်နိုင်ခဲ့ပါဘူး။နောက်ဆုံးအချိန်မှာတော့သူ့အမေရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ရပါတယ်။အဲ့ဒီအချိန်မှာသားကိုဆုံးရှုံးလိုက်ရတဲ့မိခင်တယောက်ရဲ့နာကျင်မှုအထီးကျန်မှုနဲ့ဝမ်းနည်းမှုတို့ကိုယ်တိုင်ခံစားရပြီးကိုယ့်ရဲ့ဆုံးဖြတ်ချက်ကကိုချစ်တဲ့သူတွေကိုဘယ်လောက်ထိနာကျင်စေသလဲဆိုတာနားလည်လာပါတယ်။သူဟာယမမင်းကိုအခွင့်အရေးတစ်ချိန်ထပ်ပေးဖို့တောင်းပန်ခဲ့ပြီးဘဝကိုပြန်လည်စတင်ခွင့်ရရှိခဲ့ပါတယ်။ဒီတစ်ခါမှာတော့အရင်လိုလက်လျှော့မဲ့သူမဟုတ်တော့ပဲမိခင်နဲ့ချစ်သူကိုတန်ဖိုးထားပြီးဘဝကိုအကောင်းဆုံးဆက်လက်ရှင်သန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီ series ရဲ့ပေးခြင်းတဲ့ message ကတော့ဘလောက်ပဲအခက်ကြုံနေရပါစေလူတိုင်းရဲ့ဘဝမှာတန်ဖိုးရှိတယ်။ကိုမမြင်ရတဲ့နာကျင်မှုတွေကိုတခြားသူတွေလည်းရင်ဆိုင်နေရနိုင်တဲ့အတွက်ဘဝကိုတန်ဖိုးထားပြီးမျှော်လင့်ချက်မပြောက်ပဲဆက်လက်ရှင်သန်သင့်တယ်ဆိုတာပဲဖြစ်ပါတယ်။